25ရက်15လ2025ကနေ30ရက်15လ2025ဒီတလင်းလာအင်္ဂါနေ့ရက်အတွက်ဇာရုပတိနဲ့ဇာရုငွေဘတ်နောက်တစ်ခုအနေနဲ့29ရက်15လ2025လိလာနေနေကုန်တော့လုံးဝမသိနဲ့မရောတဲ့ကွမျှဝေတင်ပေးခြင်းဖြစ်ပါတယ်ဗျเนาะအဲဒီတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်တည်ချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါเนาะကဲအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะဒါကျွန်တော်ရဲ့တူရီဦးအောင် official ကျွန်တော်ရဲ့တူရီလက်ကြီးအောင် official ကျွန်တော်ရဲ့တူရီရွှေလက်ကြီး official ကျွန်တော်ရဲ့တူရီ master အောင် official YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะ channel ကို subscribe မနေရသေးတဲ့ကိုရီမားတွေအားလုံးက channel ကို subscribe လုပ်ပေးပါ channel ကို subscribe နေပြီးတဲ့ကိုရီမားတွေအားလုံးကเนาะ notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะဘာဖြစ်လို့ notification ခေါင်းလောင်းလေးကိုဖွင့်ခိုင်းတာလဲဆိုတော့เนาะကျွန်တော်တူရီနဲ့ပတ်သက်ပြီးတော့เนาะတင်သမျှဗီဒီယိုအသေးသေးတွေကိုကိုရီမားတွေအားလုံးကိုအမြင်မြင်ရအောင်အမြင်တွေ့ရအောင် notification ခေါင်းလောင်းလေးကိုဖွင့်ထားခြင်းဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းเนาะလိုက်လက်မလေးတွေမနှိပ်ပြရသေးတဲ့ကိုရီမားတွေအားလုံးကလိုက်လက်မလေးတွေတူတယောက်ကျွန်တော်နှိပ်ခဲ့ပြီးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းမ share ရသေးတဲ့ကိုရီမားတွေအားလုံးကလည်းတူတယောက်မြန် share ပေးတော့ပါမမျှဝေရသေးတဲ့ကိုရီမားတွေအားလုံးကလည်းတူတယောက်မြန်မျှဝေပြီးတော့ပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းတူတယောက်မြန်မင်္ဂလာပါတော့မဟုတ် okay လောက်တော့ကိုရီမားတွေအားလုံးကမှန်းခဲ့ပြီးပါเนาะကဲတော့ကျွန်တော်တို့မြန်မြန်လေးပဲသွားမယ်ဗျာเนาะကျွန်တော်တို့ဒါအပြင်သွားရလေးရှိသေးလို့เนาะတော့ဒါကျွန်တော်တို့ဒါကြံခဲ့တဲ့ဘက်ကဆိုရင်ဒါကျွန်တော်ရဲ့ဒါ YouTube channel ကအကူရီမားတွေအားလုံးကိုကျွန်တော်ဘက်ကနေဒါပုံမှန်တိုင်းကျွန်တော်ဗီဒီယိုလေးမတင်ပြဘူးပေါ့နော်ဒါအကြောင်းမျိုးကြောင့်ကျွန်တော်ဗီဒီယိုလေးမတင်ပြဘူးဘာလို့ကျွန်တော်ဗီဒီယိုလေးမတင်ပြပြတာလဲဆိုတော့နော်ဒါကျွန်တော်ရဲ့ပါရှင်နဲ့ကျွန်တော်ရဲ့ဒါကိုကြီးကိုဒါအလုံးလေးတွေကြောင့်မလို့ကျွန်တော်မအားမလက်တာကြောင့်ကျွန်တော်ဒါမတင်ပြနိုင်တာဖြစ်ပါတယ်အားကြောင့်ကူရီမားတွေအားလုံးပဲချစ်မိတ်ဆွေကူရီမားတွေအားလုံးကိုကျွန်တော်ကိုနားလည်ပြီးပါလို့ပဲကျွန်တော်ဘက်ကနေပြောချင်ပါတယ်နော်ဒါကျွန်တော်ရဲ့ဒါ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာတော့ကျွန်တော်ဘက်ကနေပြီးပုံမှန်တိုင်းကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်အမြင်နဲ့လို့ဒါကျွန်တော်တင်ပေးလေးရရှိပါတယ်เนาะတင်ပေးတဲ့အခါမှာလည်းကိုရီမားတွေအားလုံးမသိတဲ့အတိုင်းပဲကျွန်တော် YouTube တော့ပြောမနေတော့ဘူးเนาะဒါကျွန်တော်ကိုမားတွေအားလုံးကိုအစီအစဉ်လောက်အစီအစဉ်ရအောင်ကျွန်တော်ကိုမားတွေအားလုံးကိုချပြလို့ရအောင်ကျွန်တော်ဘက်ကနေအကောင်းဆုံးကြိုးစားပေးလေးရတော့အမြင်နဲ့ရှိပါတယ်ကျွန်တော်ဘက်ကနေအမြင်နဲ့ကြိုးစားပြင်ဆင်ပေးလေးရရှိပါတယ်เนาะဒါကိုကိုရီမားတွေအားလုံးမသိတဲ့เนาะဒါကိုကျွန်တော်ထွေထူးပြောမနေတော့ဘာလို့လဲဆိုတော့ဗီဒီယိုရှည်သွားလို့ရှိရင်ကျွန်တော်တို့တင်ရတာကြာပါတယ်ဒါကြောင့်မို့ကျွန်တော်စကားတွေအများကြီးပြောနေတော့เนาะ29ရက်15လ2025ကနေ30ရက်15လ2025ဒီတလေးလာအင်္ဂါ2ရက်အတွက်ဇာတုပတိတစ်လုံးနဲ့ဇာတုငွေနှုတ်ကကိုလူကျင်မာတဲ့ဆိုတဲ့အကူတွေမားတွေအားလုံးကเนาะကျွန်တော်ရဲ့ဖုန်းကိုဓာတ်ရိုက်ဆက်ပြီးတော့ယူပြီးပါเนาะကျွန်တော်တို့ဒါ message က high နာမျိုး Viber high နာမျိုးမလုပ်ပါနဲ့ကျွန်တော် message Viber ကနေကျွန်တော်အလုံးမလုပ်ပါဘူးဒါလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကိုဖုန်းနဲ့ရဆက်သွယ်ပြီးတော့ယူပြီးပါเนาะဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာကျွန်တော်ပေးထောက်ပေးထားပါမယ်เนาะကျွန်တော်ပေးထောက်ပေးထားတဲ့ဖုန်းနံပါတ်ကိုပဲအဓိကထားပြီးတော့ဒီမှာရအောင်ဘက်ကနေပြီးတော့ဖုန်းဓာတ်ရိုက်ဆက်သွယ်ပြီးတော့ယူပြီးပါเนาะကဲအဲ့တော့ကိုရီမားတွေအားလုံးတော့လာပြီဗျာเนาะ29ရက်15လ2025တနေ့ကနေဒီကတော့လုံးမိုင်ပတ်တီးနဲ့မယုံတွေကိုပြောပြပါမယ်เนาะတလုံးမိုင်ပတ်တီးနဲ့6လုံးမိုင်ပတ်တီးဖြစ်ပါတယ်เนาะ1နဲ့ပတ်သက်တဲ့မယုံတွေကိုပြောပြပါမယ်1 2 1 5 1 8เนาะ6နဲ့ပတ်သက်တဲ့မယုံတွေကိုပြောပြပါမယ်6 2 6 5 6 8เนาะအဲ့ဒါက29ရက်15လ2025တနေ့ကနေဒီကတော့လုံးမိုင်ပတ်တီးနဲ့မယုံတွေကဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်ချာလေးပြီးဆုံးနေအောင်ကြည့်ပြီးတဲ့အခုဒီမားတွေအားလုံးတယောက်ကြည့်နိုင်မယ်စိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပဲပြည်စုံကြပါသည်เนาะစီးပွားရေးလူမှုကျမ်းမာရေးเนาะစားရရအားလုံးပဲအဆင်ပြေကြပါသည်လို့ကိုယ်မားတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာเนาะအခုဒီမားတွေအားလုံးပဲကိုလက်ပါအားလုံးပဲကြံကောင်းကြပါသည်